ဒီနေ့ဒီတို့အဖွဲ့ပေါ့နော် New L အဖွဲ့ရဲ့ထွက်ထားတဲ့ title focus မှာပါတယ် rap အပိုင်းကိုယူပြမှာဖြစ်ပါတယ်ဒီ rap ကအစအနေအဆုံးဒီ grand ရေးထားတာလည်းဖြစ်တယ်ပြီးတော့ focus တခြင်းကဒီမိုမှာကလေးက rap အပိုင်းမပါဘူးပေါ့နော်ဒါပေမဲ့ဒီတို့က rap အပိုင်းလိုတဲ့အတွက်ဒီလည်းရေးတယ်တခြားဟို producer တွေရော focus တခြင်းရေးတဲ့ပိုင်းရှင်တခြင်းတေးလေးရေးတယ်ပေါ့နော်အကုန်လုံးထဲမှာတခုရေးတယ်ပေါ့နော်ဒါပေမဲ့ဒီ rap ကအရေးခံလိုက်ရတယ်ပေါ့နော်အရေးခံလိုက်ရတော့နောက်ဆုံး recording လုပ်တဲ့အချိန်မှာဒီ rap နဲ့ recording ကိုလုပ်ခဲ့ရပေါ့နော် Boom shout make it loud 소리 지니 이 순간 gon make it proud 눈부시게 다가와 focus 내게 집중해 now oh dang so hot 너의 눈빛 속에 비친 내가 oh god 끝없이 빠져들어 new L yeah we on the top အစဒီလိုမျိုးပေါ့နော်ဒါပေမဲ့ချိန်ချင်းပြန်ဆိုတဲ့အခါမှာကျတော့ဒီချိန်ချင်းအတန်နဲ့လိုက်တဲ့သူရဲ့ထုံးနဲ့လိုက်တဲ့ပုံစံနဲ့သူလုံနေကြသူကျင့်နေကြပုံစံအတိုင်း vibe နဲ့ပုံစံနဲ့ပြောင်းဆိုလိုက်တယ်ပေါ့နော်အမဒီအဲ့ဒါကိုမပြင်ဘူးဟိုဒီလောက်ထားတဲ့တဲပုံစံနဲ့တူအောင်လို့တက်မပြင်တော့ဘူးဘာလို့လဲဆိုတော့ဒီရွတ်တဲ့ပုံစံထက်စားလို့ရှိရင်ဒီ focus အချင်းမှာကြားနေရတဲ့ချိန်ချင်းရဲ့ rap ထုံးနဲ့အတန်ရဲ့သူ့ရဲ့ပုံစံလေးသူ့ style လေးကိုပိုကြိုက်တဲ့အတွက်ပေါ့နော် recording လုပ်နေတဲ့အချိန်တုန်းကလည်းဒီအတူတူ directing ပေးရပေါ့နော် rap ဆိုတဲ့အချိန်မှာဒါပေမဲ့ဟိုချင်းဆိုနေတဲ့အချိန်မှာဒီကတော့ဟိုဒီ style နေနဲ့ဒီ vibe ပုံစံမျိုးနဲ့ဒီ rap ကိုမထွက်အောင်ပေါ့နော်သူဆိုတဲ့ပုံစံကိုပဲပို့ပြီးတော့အလေးထားပြီးတော့မပြင်ဖြစ်ခဲ့ဘူးပေါ့ခုပြန်လာထောင်ကြည့်တဲ့အချိန်ဆိုလို့ရှိရင်ချင်းဆိုထားတဲ့ဟာကိုပို့ပြီးတော့လည်းသဘောကျတယ်ပို့ပြီးလိုက်တယ်လို့လည်းထင်တယ်ပေါ့နော်ဘာမှမဟုတ် focus များများနားထောင်ကြည့်ကြပါလို့ကြော်ညာလာဝင်တာ